အားလုံးပဲမင်္ဂလာပါရှင်ခင်အော်ဒီယိုဘုတ်မြန်မာချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ခင်တို့ဖတ်ပြမယ်ဇလန်းကောင်းလေးတွေစာအုပ်ကောင်းလေးတွေကိုနားဆင်ဖို့ရအတွက်ခင်တို့ရဲ့ခင်အော်ဒီယိုဘုတ်မြန်မာ YouTube Channel လေးကိုလည်း Subscribe လေးလုပ်ထားပေးကြပါအောင်နော်အခုညဖတ်ပြပေးမယ်ဇလန်းလေးကတော့စာရေးဆရာမင်းမှုမျိုးသားအောင်ရေးသားထားတဲ့ဒါတာဟန်ရဲ့ကိုရင်းငရဲပြည်ခရီးဆိုတဲ့ဇလန်းတိုလေးပဲဖြစ်ပါတယ်ရှင်ဒါတာဟန်သည်ဓာဖွဲရတဦးဖြစ်သည်သူ့ဓာဖွဲရခဲ့သည်မှာသူဓာရေးကျွမ်းကျင်လာ၍မဟုတ်ပါသူ့တကူလုံးမှာဓာတန်ရများပြည့်နှက်နေသောကြောင့်ဖြစ်တယ်အထင်ရှားဆုံးကသူ့မျက်နှာပေါ်မှာကန့်လန့်ဖြတ်နေတဲ့ဓာတန်ရကြီးကသူဓာတာဟန်ဟူသောဘွဲ့ထူကိုအထောက်အကူပြုပုံရပါတယ်ဓာတာဟန်ကပွင့်ဖြူမျိုးနဲ့ပေါက်စုရွာတွင်နေတယ်နောက်ထနောင်းကုန်းရွာတွင်နေတယ်သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကဝက်သက်သမားဖြစ်တယ်သူကိုယ်တိုင်လည်းဝက်မွေးတယ်သူများမွေးတဲ့ဝက်တွေကိုလည်းဝယ်ပြီးတော့တတ်တယ်ဒေတာသုံးအခေါ်ဝေါ်ကဝက်ပေါ်တယ်လို့ခေါ်ကြတယ်ထိုအလုပ်ကိုဓာတာဟန်ကကျွမ်းတယ်မွေးရပါအတတ်ပညာတစ်ခုပမာကျွမ်းကျင်လာတယ်ရွာထဲမှာစားသုံးသူများကလည်းဦးတာဟန်ဝက်သားမှကောင်းတယ်ဦးတာဟန်ဝက်သားမှကြိုက်တယ်လို့ပြောကြတယ်ဦးတာဟန်ကလည်းတသက်လုံးဒီအလုပ်ဖြင့်အသက်မွေးတော့ကျွမ်းကျင်လာတယ်ညီမျှနာမည်ကြီးသည်နည်းဆိုရင်အခြားရွာကတာရေးကိစ္စနာရေးကိစ္စရှိလို့ဟင်းပေါ်စရာရှိကဓာတာဟန်ကိုတတိရကြတယ်မရမကခေါ်ကြရတယ်ဓာတာဟန်ကလည်းမငြင်းဘူးတကောင်ရန်လာခေါ်တကောင်ရန်လိုက်တယ်လိုက်မှာပေါ့သူ့အနေနဲ့ဝမ်းသွေးသွားအစုံနဲ့ဟင်းတွဲတပိတ်သာကြိုက်ရာအသားကိုရတယ်ဒါကြောင့်ဓာတာဟန်ကဟင်းမလုံးဖြစ်ပါကသူများအခေါ်ကိုစောင့်မျှော်နေလေးရှိတယ်ဤကဲ့သို့သောဓာတာဟန်တယောက်ကျောင်းတော်ရာဖျားကြီးစရက်တန်းမှာပတိတကုံလက်ပင်ဆွဲလျက်တွေ့နေရသည်မှာစင်တော်နဲ့ခလောက်ပမာဖြစ်နေရဲ့ထူးဆန်းလာပေရဲ့အော်ပဲကောင်းလာပေရဲ့ဘာကြီးတာဟန်ဖျားရောက်နေတာကိုအေးငါတူရမင်းရွာကိုရောက်သေးလားခုရွာကပြန်လာတာရွာရောက်တော့ကျွန်တော်ဘာကြီးတာဟန်ကိုမေးတော့ဖျားမှာဆိုလို့ကြုံတာနဲ့ဝင်ခဲ့တာအေးတွေ့ရတာပေါ့ကွာဘာလဲမင်းကငါ့ကိုကြည့်နေရအော်နေလို့လားဟုတ်တယ်ဘာကြီးကကျွန်တော်သိခဲ့တဲ့ဦးတာဟန်နဲ့ဘာကြီးကတခြားစီဖြစ်နေလို့ပါဒါပေါ့ကွာအခြေအနေရဖြစ်ရတာပေါ့လောက်ပါအောင်ဘာကြီးကဘာကြီးအခြေအနေကိုရှင်းပြပါအောင်အေးငါတူစိတ်ဝင်စားမှုရှိတော့လဲပြောရတာပေါ့ဘာကြီးဖြစ်ကိုလူတိုင်းသိပြီးသားပါဒီလိုကွာဘာကြီးရဲ့အသက်မွေးဝမ်းကြောင်းလောက်ကငါတူသိပြီးသားနော်သိပါတယ်ဘာကြီးတနေ့ငါလုံမှာဝမ်းရင်းသားကိုကိုင်နေတော့လက်ကိုဓားထိသွားတယ်ငါလဲကွာခါတိုင်းလိုပဲခပ်ပေါ့ဝက်သွေးနဲ့တုတ်ထားလိုက်တယ်ဒီလိုဓားထိတာငါအလုံမှာမဆန်းဘူးလေကွာဟုတ်တာပေါ့ဘာကြီးကဒါပေမဲ့မောင်ရင်ကြီးစမ်းနေကွာ2ရက်3ရက်လောက်ရှိတော့ငါလက်ကြီးရောင်ကိုင်းလာတယ်ကိုရီချစ်တောက်အောင်ပူလာတယ်တူတူပြောတော့ငါအိပ်ရတယ်လဲတော့တာပဲမင်းကြီးတော်ဒေါ်ကြီးထွေးကလည်းသူတက်နိုင်တဲ့လောက်လုပ်ပါတယ်ပြုစုပါတယ်ဒါပေမဲ့မရဘူးမောင်ရင်ကြီး6ရက်လောက်ရှိတော့အခြေအနေကဆိုးလာတယ်ပြီးတော့မေ့ကနေခဏဖြစ်တယ်ငါလည်းအတော်သတိထားတယ်အဲ့ဒီချိန်မှာငါမျက်စိထဲမှာဝက်တွေကိုလှန်လှည့်လိုက်ထိုးဓားနဲ့ရင်ကိုခွဲရင်သွေးပူပူတွေလောင်းအမွှေးတွေချွတ်နေတာတွေမြင်နေရတယ်မျက်စိတွေကပြောက်အောင်ဖြောက်တယ်မရဘူးအဲ့ဒါ2ရက်လောက်အဲ့ဒီတိုင်းပဲမြင်နေတာနောက်ရက်တွေကျတော့ငါ့ကိုလူတွေကလှန်နဲ့ဝိုင်းထိုးဓားနဲ့ဝိုင်းခုတ်ကြတယ်ရင်သွေးပူနဲ့ဝိုင်းပတ်ကြတယ်အဲ့ဒါနဲ့ငါကထပြီးအမလီကဲကြပါအောင်လှန်နဲ့ဝိုင်းထိုးလို့ဓားနဲ့ဝိုင်းခုတ်လို့နဲ့အော်တာပေါ့ငါအော်တော့အိမ်နီးနားချင်းတွေဝိုင်းလာပြီးမေးကြတယ်ငါကလည်းငါ့ကိုဓားနဲ့ခုတ်လှန်နဲ့ထိုးတဲ့သူတွေကိုအိမ်နီးချင်းတွေကိုပြတယ်ကိုမြင့်တို့ကိုကျော်သိန်းတို့မမြင်ရဘူးပြောတယ်ငါကလည်းတအော်တဲ့အော်သူတို့ကိုလည်းကဲပါအောင်လို့ပြောနေကွာသူတို့ခမရလည်းကောင်းကောင်းမနေကြရပါဘူးနောက်ရက်ကျတော့မောင်ရင်ကြီးဓားနဲ့ခုတ်လှမ်းနဲ့ထိုးပြီးဇွတ်တရွဆွဲခေါ်တော့တာပဲငါကလည်းယုံတာပဲမရဘူးသူတို့ကအများဆိုတော့ငါမှကဲကြပါအောင်နဲ့သူတို့နောက်တရွက်တိုက်ပါသွားတာသူတို့ကဘလို့ခေါ်တယ်လဲပါကြီးအေးအဲ့ဒါဆက်ပြောမယ်ပထမကွင်းမြင့်ကြီးတစ်ခုကိုဖျက်ရတယ်နောက်ကျတော့တောနက်ကြီးရဲ့ရောက်သွားတယ်ရေကန်ကြီးလိုကန်ကြီးတစ်ကန်နာရောက်သွားတော့ငါ့ကိုကံမောင်မှာထိုင်ခိုင်းပြီးကြည့်ခိုင်းတယ်ဘာတွေတွေ့လဲရင်ပါကြီးဟာတွေ့တာပေါ့မပြောနဲ့မောင်ရင်ရအထဲကရေတွေကအကိုးတွေထွက်နေတဲ့ရေပူတွေပြီးတော့လူမဲကြီးတွေလူတွေတယောက်ပြီးတယောက်လာပြီးပြစ်ချတယ်ပြစ်ချခံရတဲ့အထဲမှာသင်္ကန်းတွေမီးဆွဲနေတဲ့ဘုန်းကြီးတွေလည်းပါလာတယ်ကွနောက်လူမဲကြီးတွေကကံမောင်ကနေလှန်တွေနဲ့ထိုးကြတယ်အော်လိုက်ကြတာနားကွက်မတက်ပဲငါလည်းကြောက်ကြည့်ကလည်းကြည့်ချင်တယ်ဒုက္ခကိုရောက်နေတာရေကန်ထဲကတချို့လူတွေကိုတိတလို့လိုပဲကွကြည့်နေတာဘာကြီးတယောက်ထဲလားဘယ်ဟုတ်မလဲကွကံမောင်အပြည့်ပဲမောင်ရင်ကြီးတို့ရဘောလုံးပွဲကြည့်နေသလိုပဲဟာဒီလိုဆိုအတော်များတာပေါ့နော်အေးများတယ်ဒါနဲ့ကွာနောက်ကြတော့မိုးမောင်ကြီးကြပြီးသွားတယ်
ခဏကြာတော့ပြန်လင်းလာတယ်လင်းလဲသွားရောခုနကကံမောင်ကြီးရောလှန်တိုးခံနေရတဲ့လူတွေလည်းမရှိတော့ဘူးနောက်ဇက်ထဲကနန်းတော်ကြီးလိုပလင်လိုဟာကြီးတွေတွေ့ရတယ်အဲ့ဒီပလင်ပေါ်မှာတော့ထောင်ထောင်မောင်မောင်ရုပ်ဆိုးဆိုးလူကြီးထိုင်နေတယ်အဲ့ဒီလူကြီးကငါ့ကိုလက်ညှိုးထိုးပြီးမင်းသားရေရှင်ပြုတော့ကငါ့ကိုအမျှဝေတာလေငါအမှတ်ရလို့ပြန်လွှတ်လိုက်မယ်မင်းမရေပူကန်နဲ့ဆင်းရမယ်ပြစ်ချက်တွေကများနေတယ်အဲ့တော့မင်းပြန်ပြီးကောင်းကောင်းနေကုသိုလ်လုပ်အမျှဝေမှတ်ထားဆိုပြီးတော့ငါ့ကိုပြန်ပို့ခိုင်းတယ်ပြန်ပို့တော့ခေါ်သွားတော့ကလိုပဲဒီရိုးတိုက်ဆွဲခေါ်သွားတာလားမဟုတ်ဘူးကွပြန်ပို့တော့ငါ့ကိုလူမတွဲတော့လူတွဲခေါ်ပြီးအိမ်သားရောက်တော့ပြန်တော့ဆိုပြီးတွန်းပြလိုက်တယ်ငါလည်းမှောက်ရက်ကြီးလဲကြံခဲ့တယ်ငါတတိယလို့ကြည့်လိုက်တော့ငါပေမှာအိမ်ကြီးချင်းတွေကိုမြင့်တို့ကိုကျော်သိန်းတို့မချောတို့မဝိုင်းတို့နဲ့ငါမိသားစုပဲရှိရဲကွဘာကြီးဟာကအိမ်မက်လည်းမဟုတ်ဘူးနော်အိမ်မက်လည်းမဟုတ်ဘူးကွအဲ့ဒါလို့ဆိုတကယ်မြင်တာပေါ့နော်အဲ့ဒါလည်းတစ်မျိုးပဲငါတယောက်တည်းမြင်ရတာဘေးကလူတွေကမမြင်ကြရဘူးတဲ့ခတ်တော့ခတ်တယ်ဘာပြောရမှန်းလည်းမသိပါဘူးကွာနောက်တော့ဘာတွေဖြစ်သေးလဲဘာကြီးနောက်တော့ငါကျမ်းမာလာတယ်လက်မအနာကလည်းအယောင်လျော့လာတယ်တူတူပြောရရင်တော့ကွာငါနည်းနည်းကောင်းလာတာနဲ့အိမ်မှာမနေရဲတော့ဘူးဘုန်းကြီးကြောင်ပြေးတော့တာပဲဗုဒ္ဓဝေယဝိဆဓမ္မဝေယဝိဆတန်ခဝေယဝိဆတွေပဲလုပ်ခဲ့တယ်အဲ့ဒါရွာမှာလုပ်ရတာအားမရလို့ခုဖះကြီးမှလာနေပြီးကျွေးသူရှိရင်စားမယ်ကျွေးသူမရှိရင်မစားဘူးဖះကြီးဝေယဝိဆလုပ်ရင်လည်းပဲအသေးခံတော့မယ်ဆိုတဲ့စိတ်နဲ့လာနေတာပဲမောင်ရင်ကြီးအဲ့ဒါလို့ဆိုဘာကြီးရွာကထွက်လာတာကြာပြီပေါ့ကြာပြီလေကွာခုဆို9နှစ်လောက်ရှိရောပေါ့ဒီကြားထဲဘာကြီးအရင်လောက်ထဲစိတ်မရောက်ဘူးလားကြောက်သွားပြီကွာမရောက်တော့ဘူးတက်ဖို့တော့မပြောနဲ့သူများအသက်ပါရင်တော့မစားဘူးလို့မစားတာကြာပြီဟုတ်လားဒီလိုဆိုဘာကြီးတက်တက်လို့စားနေတာပေါ့အေးပေါ့ကွာငါတူတို့လည်းအသက်မွေးဝမ်းကြောင်းအလုပ်ကိုကြည့်လို့ပေါ့ကွာအကုတူကင်းနဲ့အလုပ်လုပ်ကြဘာကြီးကတော့ရှိရှိဝေးဝေးမပြောတတ်ဘူးဟုတ်ကဲ့ဘာကြီးကျွန်တော်ပြန်အောင်မယ်နော်ဘာကြီးအေးကျွန်တော်လည်းဓာတာဟန်တစ်ဖြစ်လဲကပ်ပြရကြီးဥတာဟန်ရဲ့ကိုတွေ့ငရဲပြည်ပြန်ခရီးချမ်းကိုတွေးကအကုသို့အကျိုးပေးများကိုကြောက်ရွံ့ပြီးတော့တယ်အကုသို့အကျိုးပေးများကြောက်ဖွယ်ကောင်းလာပေစားတကား